အားလုံးပဲမင်္ဂလာပါကျွန်တော် channel လေးကြိုဆိုပါရစေကျွန်တော်အခုရောက်နေတဲ့နေရာကတော့ Cambridge တက္ကသိုလ်က King's College ထဲမှာဖြစ်ပါတယ်ကျွန်တော်လီယိုပါကျွန်တော်ဆိုလို့ရှိရင်2023ခုနှစ်မှာဒီ Cambridge ကနေပြီးတော့ Master Degree ကို Full Scholarship နဲ့ရယူနိုင်ခဲ့ပါတယ်အခုဆိုလို့ရှိရင်တော့ National University of Singapore မှာသူတင်လာလို့ရတဲ့စာပြန်တင်နေပါတယ်ကိုဗစ်နောက်ပိုင်းမြန်မာနိုင်ငံကိုစွန့်ခွာပြီးတော့နိုင်ငံခြားမှာပညာသင်ဖို့ထွက်လာတဲ့လူတွေရဲ့မှာကျွန်တော်ကတော့အတော်အောင်မြင်တယ်လို့ယူဆလို့ရပါတယ်ကျွန်တော်ရဲ့ပထမ Master ဘွဲ့ကို NUS မှာ Shell MEM Scholarship နဲ့တက်ခွင့်ရခဲ့ပြီးတဲ့နောက်အဲ့ရနေတစ်ဆင့်အနောက်နိုင်ငံတွေကိုဆက်ပြီးခုံကူးဖို့ကြိုးစားတဲ့အချိန်မှာတော့ Oxford မှာတက်ဖို့ Chevening Scholarship Cambridge မှာတက်ဖို့ Silver Strand Scholarship နှစ်ခုကိုတပြိုင်နက် offer ရပါတယ်အခြားနာမည်ကြီး scholarship တွေဖြစ်တဲ့ Oxford က Weidenfeld Hoffman Cambridge Geography Department က scholarship တို့အပြင် Study and Master in Europe Award တို့မှာလည်း finalist ဖြစ်ခဲ့ပြီးတော့Oxford Cambridge တက္ကသိုလ်တွေကကျွန်တော်ရဲ့ application ကိုအကဲဖြတ်တဲ့အခါမှာ Rowan Williams Studentship Jardine Scholarship တို့မှာလည်းပြိုင်နှံဝင်တယ်လို့ယူဆလို့ဒီလိုမျိုးစာရေးပို့ပြီးတော့ဝင်ပြိုင်ဖို့ဖိတ်တာမျိုးလည်းခံရပူပါတယ် Cambridge မှာနေစိတ်စားစိတ်ပါတယ် Full Scholarship ရပြီးတော့တက်နေချိန်မှာတော့ Russia Ukraine စစ်ပွဲကြောင့် inflation တွေတက်လာလို့ရထားတဲ့ Full Scholarship ရဲ့ stipend ကနေစိတ်စားစိတ်ကိုမကာမိတော့တာကြောင့်ကျောင်းတက်နေရင်လည်းနောက်ထပ်တစ်ကြော့ scholarship ထပ်လျှောက်တာတော့မှ UK က private ဟိတအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Charles Wallace Trust ကနေပြီးတော့နောက်ထပ် bursary လေးတစ်ခုတော့ထပ်ပြီးရလိုက်ပါသေးတယ်အတူချုံပြီးပြောရမယ်ဆိုလို့ရှိရင်တော့စာတင်နှစ်နှစ်အတွင်းမှာကျွန်တော်ကဒီနာမည်ကြီး scholarship တွေကိုရယူနိုင်ဖို့ပတ်ပြီးဝင်ပြိုင်တဲ့တိုင်ပွဲရလဒ်တွေကတော့ postgraduate level မှာအနိုင်ရရှိရ၄ခု interview shortlist invitation အလုပ်ခံရတာ6ခုအထိရလဒ်ကောင်းတွေရခဲ့ပါတယ်နိုင်တာတွေလည်းရှိခဲ့တယ်လို့ပုံမှန်ပြထားတယ်လို့ရှုံးခဲ့တာတွေလည်းအများကြီးရှိခဲ့ပူပါတယ်မြန်မာတယောက်ကဘာကြောင့်ဒီလို Oxbridge နဲ့ Ivy League တက္ကသိုလ်တွေကပွဲရကျောင်းသားတွေကိုရှင်ပြိုင်အနိုင်ယူလို့ရတယ်ဆိုတော့အဓိကတောချက်ကတော့ဒါကြောင့်ပဲဖြစ်ပါတယ်ကျွန်တော်တော့ဖြေခဲ့တဲ့မြန်မာနိုင်ငံက GRE Test Center ရဲ့အဆိုအရကတော့သူတို့ Test Center အဖြစ်တာဝန်ယူဆောင်ရွက်လာတဲ့တသန်းတစ်လျှောက်လုံးမှာဒါဒီ GRE အမှတ်ကသူတို့မြင်မှုသမျှရဲ့မှာအမြင့်ဆုံးပဲတဲ့အခုဆိုလို့ရှိရင်တော့အမှတ်ပြေ340အပြည့်ရအောင်ဖြေနိုင်တဲ့သူပေါ်ရင်လည်းပေါ်နေမှာပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီ scholarship insider ကိုတည်ထောင်ထားတဲ့ရည်ရွယ်ချက်ကကဘာပတ်ကျွန်တော်ကဘာပတ်ပြီးတော့နိုင်ငံ3နိုင်ငံမှာသိန်းထောင်ပေါင်းများစွာတန်တဲ့ full scholarship တွေနဲ့ဘွဲ့ပတ်ယူခဲ့တဲ့အကြောင်းကြွားဖို့မဟုတ်ပါဘူးလက်ရှိအနေအထားမှာဆိုလို့ရှိရင်တော့နိုင်ငံခြားမှာ undergrad တက်နေတဲ့မြန်မာကျောင်းသားတွေကျောင်းပြီးလို့ရှိရင်လုံသက်2နှစ်ရောက်ရှိသေးတဲ့လူငယ်ရဲ့အနေနဲ့ကျောင်းပြီးသွားမယ်ဆိုလို့ရှိရင်တော့မှနိုင်ငံခြားသားတူအနေနဲ့အလုပ်ရှောက်မယ်ဆိုလို့ရှိရင်အလုပ်ရဖို့အခက်အခဲအတော်ဖြစ်နေတာကိုသတိထားမိပါတယ်အခုဆိုလို့ရှိရင်နိုင်ငံသားမျိုးမှာအလုပ်ခန့်မယ်ဆိုရင်သူ့နိုင်ငံသားကိုဦးစားပေးခန့်ရပြီးတော့နိုင်ငံခြားသားဆိုလို့ရှိရင် employment visa လျှောက်ပေးရတာကြောင့်နိုင်ငံခြားသားကိုတာမရှိတာကြောင့်စသဖြင့်အကြောင်းမျိုးစုံပြပြီးတော့ပယ်လေးရှိပါတယ်မြန်မာမို့လို့တီးတန့်ပယ်နေတဲ့နိုင်ငံမျိုးလည်းကျွန်တော်မြင်ပူပါတယ်ကျွန်တော်ရဲ့နိုင်ငံတကာအတွေ့အကြုံရဆိုလို့ရှိရင်အနည်းဆုံး Master Degree PhD Degree ရှိထားမှသာနေအသင့်ဝင်ငွေကောင်းတဲ့အလုပ်တစ်ခုကိုရနိုင်မှာဖြစ်ပါတယ်အဲ့လိုဘွယ်မျိုးရှိမှသာမှတဲ့ကနေဒါဩစတြေးလျတို့နိုင်ငံမျိုးမှာ point based system နဲ့ permanent residency စောင့်မယ်ဆိုလို့ရှိရင်အမှတ်ပိုရနိုင်ပြီးတော့နိုင်ငံသားခံယူခွင့်အခြေချခွင့်မိသားစုခေါ်ခွင့်ရနိုင်မှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့ mission ကတော့နံပါတ်1လက်ရှိနိုင်ငံခြားတက္ကသိုလ်တွေမှာ bachelor ဘွဲ့တက်နေရဲ့နောက်ဆုံးနှစ်တက်နေရဲ့မြန်မာကျောင်းသားတွေနဲ့ကျောင်းပြီးတော့အလုပ်လုပ်တဲ့နှစ်အောက်သားရှိသေးတယ်ကျောင်းသားတွေအတွက်ဆိုလို့ရှိရင် Master PhD ဘွဲ့လျှောက်တဲ့အခါမှာအထောက်အကူဖြစ်စေဖို့ရည်ရွယ်ပြီးတော့ postgraduate application ပြင်ဆင်ရမှာတိထိုက်တဲ့အချက်တွေကိုစနစ်တကျလမ်းညွှန်ပေးဖို့ဖြစ်ပါတယ်နံပါတ်2ကျောင်းသားမိဘတွေအတွက်သားသမီးတွေကိုစစ်ဘေးရှောင်ဖို့နိုင်ငံခြားရောက်ရုံပို့ပေးရမျိုးတော့မဟုတ်ဘဲနဲ့ US UK Europe Australia Canada တို့နိုင်ငံမျိုးရောက်နေမယ်ဆိုရင်အဲ့နိုင်ငံတွေမှာဘွဲ့လွန်နေဆက်သက်ပြီးတော့အလုပ်ရအောင်အခြေချနိုင်အောင်ဒါမှမဟုတ်လို့ရှိရင်စင်ကာပူမလေးရှားထိုင်းလန်အဲ့လိုနိုင်ငံမျိုးမှာရောက်နေရဆိုလို့ရှိရင်အဲ့ရနေတစ်စင်အနောက်နိုင်ငံကြီးတွေမှာဘွဲ့လွန်နေဆက်ပြီးတော့တက်နိုင်အောင်လို့ဘယ်လိုကြိုတင်ပြင်ဆင်ရမလဲဆိုတာမျိုးကို parenting guide ပေးဖို့နဲ့အဲ့ရည်ရွယ်ချက်နှစ်ခုအတွက်ရည်ရွယ်ပြီးတော့ဒီ page ဒီ channel ကိုတည်ထောင်ထားတာဖြစ်ပါတယ်ဒီလိုမျိုးနိုင်ညွှန်နိုင်ဖို့အတွက်ကျွန်တော်က Cambridge မှာ Master တန်းတက်နေစဉ်ကတည်းကနိုင်ငံခြားကနာမည်ကြီး education consulting company တွေဖြစ်တဲ့ Study Portal, Crimson, Princeton Review, Ivy Prep တို့နဲ့ကျွန်တော်ယူခဲ့တဲ့စုတွေကိုပြပြီးတော့ postgraduate application mentor consultant အဖြစ်part time လုပ်ဖို့စကားပြောကြည့်ခဲ့ပူပါတယ်နောက်ဆုံးမှာတော့နော်ဝေးနိုင်ငံအခြေစိုက် Keystone Education နဲ့လက်တွဲပြီးအလုပ်လုပ်ဖြစ်သွားတယ် Keystone မှာထောင်ထားတဲ့ education.com website နဲ့database ဟာဆိုလို့ရှိရင်တစ်နှစ်ကိုအသုံးပြုရတဲ့သူတသန်းကျော်အထိရှိပါတယ် education.com website မှာတင်ထားတဲ့ကျွန်တော်ရဲ့နိုင်ငံတကာအကြောင်းသားတွေအတွက်ရည်ရွယ်ပြီးတော့ဟောပြောပေးထားတဲ့ postgraduate application webinar နဲ့အကြောင်းသားတွေအတွက်လုပ်ထားတဲ့ question and answer အမေးအဖြေပါရဲ့ video link တစ်ခုကိုအောက်က comment မှာထည့်ပေးထားရဲ့အဲ့မှာသွားပြီးတော့လေ့လာကြည့်မယ်ဆိုလို့ရှိရင်လက်ရှိတင်လို့ follow လုပ်ထားရဲ့ဒီအကြောင်းဟောပြောနေတဲ့မြန်မာပြည်က tuition ဆရာတွေ influencer တွေ agent တွေတခြား scholar တွေနဲ့ကျွန်တော်တို့လိုနိုင်ငံခြားက education consulting agency ကနေပြီးတော့ professional consultant တွေပေးတဲ့ training တွေကိုရှင်းကြည့်မယ်ဆိုရင်အားသာချက်အားနည်းချက်ဘယ်လိုရှိလဲဆိုတာကို
သင်ကိုယ်တိုင်မျက်မြင်ကိုတွေ့ရမှာဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်က Cambridge တက္ကသိုလ်က alumni network မှာအခုလို council representative အဖြစ်ပဲတာဝန်ယူထားတဲ့အတွက်ကြောင့်ကျောင်း website မှာ web ဒီလို profile တင်ထားရှိလို့အဲ့ရနေတစ်စနိုင်ငံတကာကနေပြီးတော့ Cambridge တက္ကသိုလ်ကိုရှောက်ချင်တဲ့ကျောင်းသားတွေမကြာခဏကျွန်တော်ကိုဆက်သွယ်လာလေးရှိပါတယ်ကျွန်တော်အတိုင်းဝိုင်းထဲကနေပြီးတော့ညွှန်ပေးလို့ရောက်လာတဲ့လူတွေလည်းရှိပါတယ်အဲ့လို channel မျိုးစုံကနေကျွန်တော်စီရောက်လာတဲ့ကျောင်းသားတွေကိုကျွန်တော်တက်နိုင်တဲ့လောက်စူးစမ်းပြီးလက်ညှို့ပေးလိုက်တဲ့အခါမှာနှစ်အတွင်းမှာရင်ပဲ Oxford ဝင်ခွင့်ရရှိတဲ့သူက3ယောက် Cambridge ဝင်ခွင့်ရရှိတဲ့သူက1ယောက်နဲ့ University of Chicago ဝင်ခွင့်ရရှိတဲ့သူ1ယောက်ဝေထုတ်ပေးနိုင်ခဲ့ပါတယ်လက်ရှိအနေအထားမှာဆိုလို့ရှိရင်တော့နှစ်အတွင်းကျွန်တော်လက်ညှို့ပေးတဲ့ကျောင်းသားတွေရဲ့22.3%အကြမ်းပြင်းအားဖြင့်9ယောက်မှာ1ယောက်လောက်ဟာဆိုလို့ရှိရင် Oxford, Cambridge နဲ့ Ivy League ဒါမှမဟုတ်လို့ရှိရင်တခြား QS နဲ့ Time Higher Education World Ranking ကမ္ဘာအဆင့် Top 20ဝင်တဲ့တက္ကသိုလ်တွေကနေပြီးတော့ဝင်ခွင့်ရသေးရှိပါတယ်ဒီလိုမျိုး high success rate ကိုထိန်းထားနိုင်မှုအတွက်လည်းဒီပညာရေးနယ်ပယ်တွေက Oxford နဲ့ Ivy League တက္ကသိုလ်တွေအတွက်ဒါတိတန့်ကိုင်နဲ့နိုင်ငံခြားကဝါရင် super tutor တွေကို follow လုပ်ထားပြီးတော့သူတို့စီကနည်းတွေကိုယူရဲနာမည်ကြီးတက္ကသိုလ်တွေကနေပြီးတော့ကျောင်းသားတွေကြီးပါတွေမပါဘဲနဲ့ professional education consultant တွေအတွက်ဒါတိတန့်ပေးတဲ့ information တွေ webinar တွေသင်တန်းတွေကိုအမြဲတမ်းတက်ပြီးတော့နောက်ဆုံး board trend တွေကိုစဉ်ဆက်မပြတ်လေ့လာတယ်အခုဒီမှာပြထားတဲ့ email ဆိုလို့ရှိရင်ကမ္ဘာအဆင့်16ရှိရဲ့ US က Johns Hopkins University ကနေပြီးတော့ကျွန်တော်တို့လိုကျောင်းသားတွေကိုကျောင်းလျှောက်ပေးနေတဲ့ consultant တွေအတွက်တီးတန့်ပို့ပေးတဲ့ newsletter တစ်ခုဖြစ်တယ်ဒီမှာပြထားတဲ့အတိုင်းပဲသူတို့တက္ကသိုလ်မှာ application review ဘယ်လိုလုပ်သလဲဆိုတာပါတယ် workshop တွေပေးထားပြီးတော့အဲ့ဒါဆန္ဒရှိရင်အဲ့ workshop တွေတက်ကြည့်လို့ရတယ်အခုကျွန်တော် Cambridge မှာတာဝန်ယူထားသလိုမျိုး alumni representative တွေကိုပြထားပြီးတော့သူတို့နဲ့ဆက်သွယ်စကားပြောကြည့်လို့ရတယ်လက်ရှိ National University of Singapore ကအလုပ်မှာဆိုလို့ရှိရင်လည်း professor တွေနဲ့တရုံနဲ့ထိုင်ပြီးတော့နေတိုင်းအလုပ်လုပ်နေရတဲ့အတွက်ဒီနှစ်ကျောင်းသားတွေနဲ့သူတို့သင်ပေးနေတဲ့နိုင်ငံစုံက consultant တွေတုံးနဲ့နောက်ဆုံးပေါ်ကျောင်းလျှောက်နည်းအကွက်မျိုးစုံဆိုတာကိုနားနဲ့မဆက်အောင်နေတိုင်းကြားနေရတယ် Cambridge တက္ကသိုလ်ကလည်းပဲကျွန်တော်တက်ခဲ့တဲ့Selwyn College ကကျွန်တော်ကဒီအပိုင်းကိုစိတ်ဝင်စားရဲဆိုတာသိလို့အကြောင်းတိုက်ဆိုင်ရင်ဒီလိုမျိုးတမင်တကာဖိတ်ပြီးတော့ admission decision ချရဲ professor တွေနဲ့မိတ်ဆက်ပေးပြီးတော့တခြားအပြင်လူတွေမသိနိုင်တဲ့ information တွေကို sharing လုပ်ပေးတယ်ကြောထောက်လောက်ခံ support လုပ်ပေးပါတယ်အဲ့ဒါတွေနဲ့တော့မလုံလောက်သေးဘူးဆိုလို့ရှိရင်တော့နောက်ဆုံးဘားကုံအဆင့်နေနဲ့ကျွန်တော်အတိုင်းဝိုင်းတွေက professor တွေအခြား scholar တွေကိုစစ်ကူခေါ်လို့ရသေးတယ်ဥပမာတစ်ခုပေးရမယ်ဆိုရင်အရင်နှစ်ကကျွန်တော်ကို University of Chicago ကနေပြီးတော့ MBA interview အတွက်ပြင်ဆင်ဖို့ဆက်သွယ်လာတဲ့ကျောင်းသားတစ်ယောက်ရှိရဲ့အရင်ပြောသလိုပဲ master level scholarship ဆိုတာက undergraduate တွေ PhD တွေအတွက်ရဖို့ပိုခက်တယ် master level ထဲမှာတော့ကျောင်းပြီးွားလို့ရှိရင်ဝင်ငွေအရန်ခေါင်းနဲ့ MBA ဆိုတာရဖို့အခက်အခဲဆုံးဖြစ်တယ် MBA ထဲမှာမှထိပ်ဆုံးဝင်တဲ့ UPenn က Wharton, Columbia, Harvard Business School, Yale, MIT က Sloan, London Business School, Chicago Booth တို့ဆိုလို့ရှိရင်ကျောင်းပြီးလို့ရှိရင်လာကအောက်ထစ်ဒီလောက်တွေရနေရကြောင်းတက်ချင်တဲ့လူတွေထဲမှာမြန်မာရေမပြောနဲ့သူတို့ US ကနိုင်ငံခြားသားတွေဆိုရင်တော့မှအိမ်တွေပေါင်းကားတွေရောင်းအကျွေးတွေယူပြီးတော့တက်ရအထုံးစံပဲဖြစ်တယ်ဒီကျောင်းသားဆက်သွယ်လာတော့အခြေအနေရရက်ကိုသုံးသက်ကြည့်လိုက်တဲ့အခါမှာကျွန်တော်အရေးချင်းတစ်ခုတည်းနဲ့သူ့ကိုနန်းညွန်ပေးလို့မရနိုင်ဘူးဆိုတာသိလို့ကျွန်တော်အတိုင်းဝိုင်းတွေကနေပြီးတော့ Oxford မှာ admission interview တာဝန်ယူမှုရဲ့အတွေ့အကြုံရှိတဲ့ professor တယောက်နဲ့စင်ကာပူနိုင်ငံအတွက် Chevening scholarship ကို interview panel ထဲမှာဝင်ပြီး interview ဘူးရဲ့အနာလိုက်တယောက်ကိုအကူအညီခေါ်ပြီးတော့လေ့ကျင့်ပေးလိုက်တာတစ်နှစ်ကို$9000တန်နဲ့ scholarship တခုရသွားတယ်ဒီကျောင်းသားကို mock interview ပြင်ဆင်ပေးထားတဲ့ဗီဒီယိုကို YouTube မှာတင်ထားရရှိရဲအောက်မှာပါတဲ့ link မှာတွားကြည့်လိုက်မယ်ဆိုလို့ရှိရင်တစ်နှစ်$3,000လောက်တန်ကြေးရှိရဲ MBA scholarship တခုရဖို့အတွက် interview ဘယ်လိုပြင်ဆင်ရလဲဆိုတာကိုလက်တွေ့မြင်ရမှာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ကအခု NUS မှာအလုပ်လုပ်နေရတဲ့ရှိရဲနောက်ပြီးတော့ scholarship တခုမှာဒီနေ့ interview panelist အဖြစ်လာလျှောက်တဲ့ကျောင်းသားတွေရဲ့အရေးချင်းကိုအကဲဖြတ်ပေးဖို့တာဝန်ယူထားရတဲ့ရှိရဲဘယ် scholarship မှာဒါရင်ဖြစ်အဆုံးဖြတ်ပေးတဲ့ panel မှာပါတယ်ဆိုတာတော့ထုတ်ဖော်ပြောကြားခွင့်မရှိလို့မပြောတော့ဘူးဆိုပေမဲ့သူများရဲ့ယုံထင်ကြောင်ထင်နဲ့ရှောက်ပြောနေမှာမြင်လို့တခုကကျွန်တော်ရှင်းရှင်းလင်းလင်းပြောလိုက်မယ်အဲ့ scholarship က NUS ကို Cambridge ရောနဲ့ဘာမှမဆိုင်ဘူးဒီလိုမျိုးအခြေအနေမှာဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ကျောင်းသားတယောက်ချင်းစီကိုလိုက်ကျောင်းလျှောက်ပေးရဲ့ application consulting package တွေရောင်းနေမယ်ဆိုလို့ရှိရင် conflict of interest ဖြစ်နေမှာတော့မြင်လို့တယောက်ချင်းစီနဲ့ညွန်ပေးရဲ့ကျောင်းသားတွေကိုကျောင်းလျှောက်ပေးရဲ့ application package တွေကိုဒီနေ့အတွက်ဘာမှမလုပ်ပဲခိတ္တရနာထားမှာဖြစ်ပါတယ်ကျောင်းလျှောက်တာနဲ့ဓာတ်ရိုက်မသက်ဆိုင်တဲ့ကျောင်းသားမိဘတွေကိုနဲ့ညွန်ပေးရဲ့ parenting guide တွေ GRE GMAT တို့လို standardized exam တွေအတွက်သင်တန်းတွေပေးဖို့ပဲရည်ရွယ်ထားတာရှိရဲ့တော်တော်လည်းပဲတခါရဲကြိုပြောထားချင်တာကတော့ဒီ page နဲ့ channel ကလူတိုင်းအတွက်မသိတော့ပါဘူးအမှန်တော့ကျွန်တော်အရင်ကပြောခဲ့သလိုပဲကျွန်တော်ရဲ့ profile က education.com နဲ့ Cambridge တက္ကသိုလ်က website မှာတင်ထားပြီးသားရှိတဲ့အတွက်ကမ္ဘာတစ်ဝန်းကနေပြီးတော့ကျွန်တော်စီကိုဆက်သွယ်လာပြီးဒီနေ့ယူရဲကျောင်းသားတွေရဲ့အနည်းဆုံး90%, 80%လောက်ဟာဆိုလို့ရှိရင်မြန်မာရမဟုတ်ဘဲနဲ့နိုင်ငံခြားသားတွေပဲများပါတယ်ကျန်တဲ့20%, 30%ရှိရဲ့မြန်မာရာဆိုလို့ရှိရင်လည်းပြည်တွင်းမှာရှိနေတဲ့မြန်မာရမဟုတ်ဘဲနဲ့လက်ရှိပြည်ပမှာတက္ကသိုလ်တက်နေတဲ့ကျောင်းသားတွေဒါမှမဟုတ်ရင်လည်းနိုင်ငံခြားမှာဘွဲတစ်ခုယူထားပြီးတော့မြန်မာပြည်မှာပြန်လာအလုပ်လုပ်နေရနေပြီးတော့ပြည်ပကိုပြန်ထွက်ပြီးတော့ဘွဲ့တော်တက်ချင်တဲ့လူတွေကြီးပဲဖြစ်ပါတယ်
ပြည်တွင်းအကြောင်းသား3-4ယောက်လောက်ကိုအစမ်းသဘောမျိုးသင်ပေးကြည့်ခဲ့ဘူးပေမဲ့လည်းတယောက်မှရလဒ်မကောင်းခဲ့ဘူးဆိုတာကိုပွင့်ပွင့်လင်းလင်းအမှန်တိုင်းဝန်ခံပါတယ်ဒါပေမဲ့တက်တဲ့ပညာမလေးတာဆိုတဲ့စကားပုံအတိုင်းပဲကျွန်တော်ရဲ့ mission vision teaching philosophy နဲ့ကိုက်ညီပြီးတော့ဒီဇက်ပါလာရဲ့ကျောင်းသားရှိမယ်ဆိုလို့ရှိရင်နောက်ဖွင့်တဲ့သင်တန်းတွေမှာလက်ခံပြီးတော့ဆောင်ပွဲရတတ်တွေအကောင်းဆုံးဖြစ်အောင်လို့တက်နိုင်တဲ့တော့လက်ညှိုးပေးဝါခြင်းပါတယ်အားလုံးပဲပညာရေးပွဲတွေတင်ပြီးတော့ကိုယ်ပိုင်စမ်းစာနဲ့နိုင်ငံခြားမှာအခြေချနိုင်ကြပါစေဗျာ